အခုပါယောက်ျားရောယောက်ျားတည်သွားပြီလားခလေးရှိလာတယ်ခလေးရှိလာတယ်တည်သွားတာအခုဘာလုပ်တယ်ဒီမှာဆေးရုံထဲမှာပဲဆေးရုံထဲမှာဘာလဲဆေးရုံရှင်နဲ့ဒီမှာဆေးရုံမှာအပါဆေးရုံတန့်ရှင်ရေးလားဟုတ်လားဒီမှာဟာအခုဘာအခက်ခဲရှိလဲဘုသူပြောခလေးဆေးဆေးရုံဘာတော့လဲဘာမှမတော်ဘူးဒါအသိအရှိတယ်လားဆေးရုံငါလည်းဆေးရုံလာပြီးတော့မတူလေးကိုဆေးရုံမှာနှလုံးခွဲစိတ်ကိုခလေးလေးကြည့်တာနော်သမီးကြီးမှလားအလုံးလုံးဟောဒီဆေးရုံအောက်မှာဟိုဒီမုတ်ဆိုင်လေးမှာသမီးကြီးကိုထည့်တာဟာ17နှစ်ပဲရှိတယ်17နှစ်ပဲရှိတယ်ဟာအလက်ကလေးကငါဘယ်ကြောင်စပွဲတို့လားကလာဗလားရ80008000ဟုတ်ကဲ့ဟိုရှင်းလို့ခလေးလေးတယောက်ရှိသေးတယ်သူကတော့အကြောင်းနှစ်ကအကြောင်းအခုဖြစ်တဲ့ခလေးလေးကဘယ်နှစ်နှစ်လဲစောင်းနေသတင်းပုံမှာပြည့်အမကဟိုဗာလဲအတော်ကဒီဆေးရုံမှာပဲဝန်ထမ်းစောင်းတက်ချင်းနေပဲဒီဟာဝန်ထမ်းနဲ့တန်ရှင်းရှင်းဝင် ဟုတ်ကဲ့ရှင်းနေတာမိုင်းတို့ကဘာမှမဆိုင်ဘူးမလေးပြောမယ်ဆိုရင်မိုင်းတို့ကသူ့ကိုတနာပြီးတော့လက်လန်းတွေ့လိုက်လို့ကွင်းလက်တောင်းပေးတာသူလည်းတကယ်တော့အားရောက်နေလို့ကိုမျက်စိရောက်မိုင်းတို့ကကျတော့ဒီမှာလဲဟိုသူ့လေးကိုလာပြီးတော့စိတ်အောင်လာပြရင်လည်းသူ့သမီးနဲ့ကဘေးချင်းကန်ဆိုတော့သူ့ကိုအကြောင်းမေးနဲ့ပေါ့မေးနဲ့ပေါ့အဲ့ဒီလိုမေးနဲ့သူ့အကြောင်းလေးကိုသိလို့မိုင်းတို့ကအားလာမောင်လေးကိုတွေ့လို့သူ့အကြောင်းလေးကိုအဲ့နဲ့ဘာမှမဆိုင်အဲ့နဲ့သူ့မှာပဲတွေ့တာကလေးလေးကဟိုလိုဆိုင်ပြောလိုက်လေဒီမှာပဲတက်ကြည့်နေတယ်ဒီလိုမျိုးလို့ပြောလို့ပေါ့ဒီရခိုင်ကြီးခက်လို့ရှိရင်ခက်ခဲအောင်ပြောလို့ရလေဒီရခိုင်ကြီးကဒီကားတော့လေဒီကားအောင်မှာနေပြောလေသမီးတော့ရတယ်အောက်မှာနေရတာဒီကားအောင်မှာဒီကားနဲ့ဒီကားအောင်မှာဒီကားမှာပလက်လေးအဲ့မှာကြည့်ရပလက်လေးကြည့်လို့ရတယ်ဟောတဲ့ခလေးရထားလိုက်ပါနော်ဟိုမှာဒါလည်းဘုရားလုံးကိုလုံးနဲ့ပြီအမဒီခုစေုံတိုင်းလည်းနည်းနည်းကိုတွင်ပါလဲမလို့သွားလဲမဆက်အခုဟိုကလည်းအခုဟိုကခလေးကသားဒီလူကလည်းဘုသူပြောမိဘပြရတယ်ပြောရတယ်မိုက်ရုံးလို့ပါတော့အော်နိုးမောဝယ်ရမယ်နောက်တော့စေးပို့ပေါ့စေးပိုးရယ်နောက်တော့နေရထိုင်ရအဆင်အော်နေထိုင်အခုအိမ်ရှိလားအိမ်ရှိဘုံကနေရတယ်တေကားလေးအောင်တေကားလေးအောင်ဟုတ်လေရွာပဲရွာတယ်အုတ်ကန်ဆိုတာပဲရွာဟုတ်ကဲ့30ဟုတ်ကန်30တိုက်ကြီးပဲအော်တိုက်ကြီးပဲလားအော်တိုက်ကြီးအုတ်ကန်နေရလားဟာအဲတော့အခုခလေးနိုးမဘူးရယ်စေးဘူးရယ်စေးကပြန်ပြဘူးလို့နော်ဒီစေးပြန်တက်ဘူးရယ်ကုညီကဘာနော်ဒါပေါ့အဆ30နော်ဘာလဲခလေးဟာရရယ်ဒါတော့စေးကပြဖို့ရယ်စေးကိုပြန်ပြဖို့ရယ်ပေါ့နော်ဒီတားကြီးဒါခုနှစ်တာသမီးတွေကြည့်ပါလိမ့်နော်ဒီကောင်လေးနည်းလေးဆိုတော့ခုနှစ်တာသမီးတွေခုတောင်းလေးကိုလည်းသာပူလေးတာဟုတ်အဲ့တော့ကိုလည်းသိရဲအဲ့တော့ပူလေးတာအဲ့တော့ဘာလို့လဲကျေးဇူးများနေတယ်လေဒီကိုအားလုံးကျွန်တော်ကျွန်တော်လာပြီးဒီကလည်းဒီကလည်းတိုက်နေတယ်နော်อ๋อအချောင်းတီပါစီးလုံးမှာတကယ်အဆွန်ကြည့်တာဟာတော့မိုင်းပြရမယ်မနေ့မိုင်းဟုတ်လေဟိုဘာလိုအပ်ချက်ရှိတာဆိုရင်ခုခုဖုန်းကလာနော်မနော်လိုအပ်ချက်ရှိတာဆိုခလေးအခုပေါ့ခွဲဆက်ရမယ်ဗာခွဲဆက်ရမယ်ခုခုဖုန်းကလာနော်လုပ်ပြီနော်ဘယ်တော့လဲအခုဒီကံပြမယ်ဗာပြမယ်အားရလုပ်မယ်ဘာဖြစ်လဲပြောရဲလို့တဲ့အော်မပြောရဲလို့အဲ့ကြောင့်မားတယ်ဆိုတော့မပြောနဲ့မပြောတော့မြောင်ငါတော့ပြောမယ်ဘုလို့အဲ့လာပြောပေးတာကိုရတော့ဘာမှမဆိုင်ပါဘူးတဲ့ရုံးသားနဲ့ပုံစံဒီတော့ပြဒီမှာလည်းခင်လို့ဒီမှာလည်းချစ်လို့သမီးလေး300သမီး